လောက်တတ်တယ်လေစောက်တော့လာထွက်လာပြီနော်မိုင်းစပွဲလေးလောက်ရသမီးဖြေဆိုပူဇော်ခွင့်ရတဲ့ခေါင်းစဉ်ကတော့မိဘလိမ္မာသားရှမ်းသားဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါရဲ့ရှင်မိဘသမီးသားနှစ်ဦးကြားဝတ္တရားရှိသည်ပင်ဆိုတဲ့ဆရာတော်တန်ဃာတော်များဆိုဆုံးမသည့်အတိုင်းမိဘနဲ့သားသမီးများမှာအပြန်အလှန်ပြုစင်ရမယ့်ဝတ္တရားများရှိကြပါရဲ့ရှင်မိဘဝတ္တရား၅ပါးမှာမကောင်းမြတ်တာကောင်းရာညွန်လက်ဆိုတဲ့ဝတ္တရား၂ပါးကမိဘရဲ့ပဲ့ပြင်ဆုံးမမှုဖဲရန်တင်းကိုဖော်ပြထားတာဖြစ်ပါရဲ့ရှင်မိဘရဲ့ပဲ့ပြင်ဆုံးမမှုဖဲရန်တင်းကောင်းရင်ကောင်းသလောက်သားသမီးများရဲ့ဘဝဟာတာယာလှပရှမ်းသာရမှာဖြစ်ပါရဲ့ရှင်အဲ့ဒီလိုမိဘရဲ့ပဲ့ပြင်ဆုံးမမှုဖဲရန်တင်းကောင်းခဲ့တဲ့အတွက်ဘဝတာယာလှပကရှမ်းသာမှုရခဲ့တဲ့အကြောင်းကိုသမီးကဓမ္မပဒနဲ့950 $အနာတပိန်တထေးရဲ့သားကာလသရုသားဝတ္ထုဖြင့်တင်ပြပူဇော်ပါရစေရှင်မြတ်စွာဘုရားရှင်လက်ထက်တော်အခါတုန်းကဇေရွန်ကျောင်းတော်ကြီးရဲ့အလူရှင်အနာတပိန်တထေးကြီးမှာကာလလို့မြည်ရတဲ့သားတစ်ယောက်ရှိခဲ့ပါတယ်ဖခင်တထေးကြီးဟာယရဏမြတ်သုံးပါးကိုအလေးထားပူဇော်စည်းကပ်သူသောတာပန်အရိယာတဦးဖြစ်ပေမဲ့ဗမျိုးဘိုးမတူသူတားမောင်ကာလကတော့ယရဏမြတ်သုံးပါးကိုမစည်းကပ်ပူဇော်တန်ဃာတော်ကိုရှင်ကိုကြော်လင်းပင်ပစိုးနွမ်းသည်ဒူးပွန်သည်ဟုယူဆသူဖြစ်ပါတယ်ဒီဇဝေထုလေးမှာဖခင်နာတပိန်တထေးရဲ့သားသမီးအပေါ်ဆုံးမသွန်သင်ပုံကိုလွန်စွာမှတ်သားအတူယူလိုက်နာသင့်ပါတယ်ရှင်ယရဏသုံးပါးလည်းမစည်းကပ်တခြားဘာသာလည်းမကိုးကွယ်ယခုခေတ်အခေါ်ဘာသာမဲ့တယောက်ဖြစ်နေတဲ့သားမောင်ကာလလေးကိုအတင်းအာဏာနဲ့လည်းမဆုံးမရိုင်းနဲ့စံဖက်ရည်လည်းမဆုံးမဆဲဆူသိမ်းမောင်းခြင်းပြည့်လည်းမဆုံးမခဲ့ပါဘူးဒါပေမဲ့သားတော်ရဲ့အဆိုင်ငယ်စရိုက်ကိုသိမြင်ပြီးယရဏသုံးပါးနဲ့နီးစပ်လာစေဖို့စိုးစားခဲ့တာကိုလေ့လာတွေ့ရှိရပါတယ်ဖခင်နာတပိန်တထေးကြီးရဲ့မေတ္တာရှိခံနဲ့ညင်ညင်သာသာလိုရာတို့ရအောင်ဆိုဆုံးမပုံလေးကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်ဖခင်တထေးကြီးဟာသားရဲ့ပစ္စုပန်တန်တရားကောင်းကျိုးကိုမျှော်မှန်းပြီးဖះဆောင်သွားပြီးတရားနာရင်အတပြတရားပေးမယ်လို့ကောင်းမှုလုပ်ဖို့စီယုံခဲ့ပါတယ်ဒါပေမဲ့အတပြမတ်တဲ့မောင်ကာလဟာတရားမနာပဲဖះဆောင်တော်ရဲ့တဏှာမှာအိပ်ပြီးပြန်လာခဲ့ပါတယ်မနေ့ရောက်တော့ဖခင်ကြီးကတပြတရားပေးခဲ့ပါတယ်တရားမနာပဲပြန်လာတာကိုသိတဲ့ဖခင်ကြီးကရှစ်သားဖះရှင်ဟောတဲ့တရားကတပုတ်ရအောင်မှတ်သားနိုင်ခဲ့ရင်အတပြတစ်ထောင်ပေးမယ်လို့ပြောခဲ့ပါတယ်အတပြတစ်ထောင်လို့ကျွန်လို့တရားနာခဲ့တဲ့မောင်ကာလဟာသောတာပန်အထိဖြစ်သွားခဲ့ပါတယ်ဒီဝိထုလေးကိုလေ့လာမိတဲ့အခါဖခင်အနာတပိန်တထေးသားရဲ့ပစ္စုပန်တန်တရားကောင်းကျိုးကိုမျှော်မှန်းပြီးဖခင်အနာတပိန်တထေးရဲ့ဘယ်နည်းနဲ့ဆုံးညင်ညင်သာသာလိုရာတို့ရအောင်ဆိုဆုံးမခဲ့ပုံကိုလေ့လာတွေ့ရှိရပါတယ်ရှင်ဒါကြောင့်သားသမီးတို့ရဲ့မိဘတိုင်းကလည်းမိမိတို့ရဲ့သားသမီးကြီးငယ်တို့ကိုလိမ္မာပါနဲ့စွာသွန်သင်ဆုံးမနိုင်ပြီးသားသမီးတို့အနေနဲ့လည်းမိမိတို့မိဘများကတဲမပို့ဆောင်ပေးတဲ့လမ်းမှန်ပေါ်ကောင်းစွာရှောက်လန်းပြီးတဘဝရှမ်းသာရုံမကထာဝရရှမ်းသာနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးစပါတယ်ဒါအပြင်ကာလသရုသားရဲ့ဖခင်နာတပိန်တထေးကြီးသမီးရှိရတဲ့သမီးရဲ့ဖေဖေတို့နဲ့အတူတလောကလုံးကဖေဖေတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ဓမ္မစကူးပင်စမရန်သင်ခန်းစာမှာပါတဲ့လမ်းပြစေဖေဖေဆိုတဲ့ကြပြလေးကိုရွတ်ဆိုရင်ဒီကောင်းရှုပ်ပါရစေရှင်ဖေဖေကိုပင်လွန်ရိုးသေးကျေးဇူးကြည်ပါပေစာဝိနေရတဲ့ဒုစမရဲ့တဲ့ငွေရှာပေလို့နေသားသမီးတို့ပေါ်မှာထောက်စင်သာလမ်းပြတဲ့သေပမာဖေးမြစ်တော်ဆွမ်းနဲ့ဂျိုးရဲ့နာဂတ်ကိုပုံဖော်ပြီးခဲ့တာအားလုံးကျေးဇူးတင်ပါတယ်ရှင်